Make question မေကွန်းများပြုလုပ်ပေးပါ When who what ဟိုမေကွန်း what မေကွန်းနဲ့ပေါ့ do with the underline was at answer ဒီမြေထားထားတဲ့အဖြေလေးတွေကိုတုံးပြီးတော့မှဟိုမေကွန်း what မေကွန်းလုပ်ပေးပါလို့ဆိုပြီးတော့မှပြောတယ် subject question ဆိုတာပြုလုပ်တဲ့သူကိုမေးတာပြုလုပ်တဲ့သူကိုမေးတယ်ပြီးတော့မှကဆိုတဲ့အဓိပ္ပာယ်လည်းထွက်တယ်ဆိုလို့ရှိရင်တော့ပုံသင်နည်းက who what question နဲ့အစပြုမယ်ပြီးရင်သူက verb တွေကိုတစ်ခါတည်းတန်းရေးလိုက်ရုံပဲVerb 1 SES ရှိမယ် Verb 2 MSR plus verb 5ရင်ကြီးရှိမယ်ဒီ verb တွေကိုဘာမှပြောင်းစရာမလိုဘဲနဲ့တန်းရေးလိုက်အောင်ပါ question နဲ့ object question မှာ who what ချင်းတော့တူတယ်ဘာမတူလဲဆိုလို့ရှိရင်ဒါဒီပြုလုပ်တဲ့သူလည်းဖြစ်မယ်ကဆိုတဲ့အဓိပ္ပာယ်လည်းထွက်မယ်ဆိုလို့ရှိရင်ဒီပုံသင်နည်းအရာ who what plus verb ကိုသုံးမိပါ object question ဆိုတာခံရသူကိုမေးတာခံရသူကိုမေးခွန်းထုတ်တယ်ကိုဆိုတဲ့အဓိပ္ပာယ်ထွက်လို့ရှိရင်တော့who what question နဲ့စမယ် auxiliary verb ဆိုတာက do does did ကံကိုရှောရှောဝဝမေးမိုင်းမတ် be ms was ပဲဒါတွေကို auxiliary verb လို့ခေါ်တယ်ပြီးရင် subject amutation is subject ဒီနဲ့ဆုံးတဲ့ကရိယာတွေပါမယ်အနောက်မှာ phrase တွေလိုက်မယ် make question when who what who do what မေးခွန်းပြုလုပ်ပေးပါ do with the underline was the answer ဒီမြင်ထားတဲ့အဖြေတွေကိုမှ who what question သုံးပေးခိုင်းတယ် Number 1 we all should learn good manners that show respect towards others ကျွန်တော်တို့တွေကကောင်းတဲ့ပြုမှုများကိုလေ့လာသင်ယူသင့်တယ်အကောင်းတဲ့ပြုမှုတွေကဘာလဲဆိုတော့ that show respect towards others ခြားသောသူများကိုလေးစားမှုပြသတဲ့ပြုမှုကောင်းများကိုသင်ယူရမှာပေါ့အဲ့တော့ဘာကိုသင်ယူရမှာပြုမှုကောင်းများကိုသင်ယူရမှာကိုဆိုတော့ဘာ question ကိုဆိုလို့ဒီပဲတက်ရောက်လို့ရှိရင်တော့ object question ပေါ့အဲ့တော့ object question ပုံသင်နည်းက WH question နဲ့အစပြု auxiliary verb subject verb နောက်ကစာတွေကုန်ပြန်ရေးလူမဟုတ်တဲ့အတွက်ကြောင့်မို့လို့မှတ်မိကုန်းဆိုတာသိချသွားပြီပြီးရင် auxiliary verb ကိုရှာလိုက်မယ် auxiliary verb ကံကောချောချောဝဝမေးမိုင်းမတ်တဲ့ဘာကိုတွေ့ short ကိုတွေ့အဲ့တော့ what short subject ကိုရှာလိုက်တော့ we နှုတ်တို့အကုန်လုံးအဲ့ဆိုတော့ we all နှစ်ခုလုံးကိုယူလိုက်မယ်အဲ့တော့ what short we all verb ကိုရှာလိုက်တော့ learn what should we all learn ဆိုပြီးတော့ question mark ထည့်လိုက်ပြီးပြီ do ဒုက္ခ score the winning goal for the team ဒုက္ခကအသင်းအတွက်အနိုင်ဂိုးကိုနိုင်ဂိုးရမှတ်အတွက်ကိုသွင်းခဲ့ပေးပါတယ်ဘသူကဒုက္ခကဆိုတဲ့အဓိပ္ပာယ်လည်းထွက်တယ်လူလည်းဖြစ်နေတယ်အဲ့ဆိုကဆိုတဲ့အဓိပ္ပာယ်ထွက်နေတော့ subject question ပေါ့လူဖြစ်နေတော့ဘာကိုယူ who question နဲ့ယူအဲ့တော့ who question နဲ့ယူမေးမယ်ဆိုရင်ပုံသင်နည်းက who question plus verb အဲ့ who question နဲ့စပြင်မယ် WHO who verb ကသူပေးထားတဲ့ verb အတိုင်းမပြောင်းလဲဘဲနဲ့ရေးရမယ်ဆိုတော့စာရီရောအတိုင်းပြန်ရေးလို့မှာ verb 2 တိုင်းပြန်ရေးလိုက်တော့ who scored the winning goal for the team question mark must read his firm determination သူကခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်တွေက make him successful သူ့အောင်မြင်စေတဲ့ in whatever he does သူဘာကိုပဲပြုလုပ်သည်ဖြစ်စေအောင်မြင်ပါစေတယ်ဘာသာပြန်ကြည့်မယ် his firm determination သူ့ရဲ့ခိုင်မာသောဆုံးဖြတ်ချက်ကြောင့်မလို့သူအောင်မြင်တယ်ဘာကြောင့်ခိုင်မာသောဆုံးဖြတ်ချက်ကြောင့်အဲ့ဆို reason ကြောင့်မြတ်ချက်မေးရဖြစ်တဲ့အတွက်ကြောင့်မို့လို့ what question ဆိုတာသိကြပြီ what question မှာ subject question လား object question လားလို့ကြည့်ရအောင်ခိုင်မာသောဆုံးဖြတ်ချက်ကဆိုတော့ကဆိုတဲ့အဓိပ္ပာယ်ထွက်ရတော့ subject question ပေါ့အဲ့တော့ subject question ပုံသင်နည်းအရာ what နဲ့အစပြုမယ် verb ကိုတစ်ခါတည်းတန်းထည့်လိုက်ရုံပဲဆိုတော့ what made him successful in whatever he does ပေါ့ what made him successful in whatever he does question mark metaphor I always carry my identity card in my wallet ပတ်စံ identity card မှတ်ပုံတင်ကတ်လိုမျိုးပေါ့နော် session နဲ့ကြော်သွားတဲ့သူတွေဆိုလို့ရှိရင်မှတ်ပုံတင်ကတ်ပန်းရောင်လေးရမယ်ကျောင်းသားတွေဆိုလို့ရှိရင်တော့ student ID card ကျောင်းသားကတ်ပေါ့နော်ဒီမှာတော့လောဆယ် ID card ကိုကျွန်တော်ရဲ့ website ထဲမှာတည်ဆောင်နေလို့ရည်တယ်ဘာကိုတည်ဆောင်တာ ID card ကိုတည်ဆောင်တာမိကုန်းကလည်းကိုအဖေကလည်းကိုဆိုတော့ကိုဆိုတဲ့တစ်ပဲတက်ရရင်ဘာ question object question ပေါ့အဲ့တော့ object question ပုံသင်နည်းအရာWH question နဲ့အစပြု auxiliary verb subject verb အဲ့ WH question နဲ့အစပြုဖို့အတွက် identity card ဆိုတာလူမဟုတ်တော့ဘူးလေအဲ့ဒါ what question ဆိုတာသိကြပြီ what question နဲ့အစပြုမယ်ဘာတွေ့ carry ဆိုတော့ UU verb 1အောင်တွေ့အဲ့ပုံသင်နည်းရ do subject verb 1 did subject verb 1 does subject verb 1 UU verb 1ပေးထားခဲ့မယ်ဆိုရင် do subject verb 1 verb 1 SCS ဆိုလို့ရှိရင် does subject verb 1 verb 2ပေးထားခဲ့မယ်ဆိုရင် did subject verb 1 UU verb 1ပေးထားခဲ့တယ်ဆိုတော့do subject verb 1မို့လို့ what do subject က I ဆိုတော့ I ကိုတွေ့ရင်ဘယ်ကိုပြမေးခွန်းမို့လို့ you ကိုပြ
what do you ဟုတ်ပြီအဲ့ဆိုလို့ number of frequency ဖြစ်တဲ့ usually always often never ever of frequency ever do တွေကို subject ရဲ့နောက်မှာထည့်လိုက်တော့ what do you always ပြီးရင် verb 1ကိုထည့်လိုက်တော့ do subject verb 1အရာအဲ့တိုင်းပြန်ရေးတော့ carry ရ carry ပဲ what do you always carry နောက်ကစာပြန်ရေး in မာယတို့ရဲ့ဘယ်ကိုပြောင်းယူပါကိုပြောင်း in အဲ့တော့ in your wallet what do you carry in your wallet ပေါ့မာယတို့တော့ယူကိုပြောင်းတယ်မာယတို့ရင်ကျွန်တော် email လို့သင် e လို့ပြောကျွန်တော်ယူပါကိုပြောင်းတယ်မဖာ Henry Drew နဲ့ was a co-founder of the Red Cross စက်ချိန်နေအသင်းရဲ့ပူးတွဲတည်ထောင်တဲ့သူကတော့ Henry Drew နဲ့ဖြစ်ပါတယ်ဘသူက Henry Drew နဲ့ကဆိုတဲ့ David ထွက်တော့ဘာ question ကဆိုတဲ့ David ထွက်ရင် subject question ပါ subject question ပုံသင်နည်းအရာ WH question နဲ့အစပြု verb တွေလာမယ်နောက်ကစာတွေအကုန်ပြန်ရေးမယ်WH question ဘသူ့ကိုမေးလူကိုမေးရအတွက်ကြောင့်မို့လို့ who question နဲ့အစပြု who နောက်ကစာတွေအကုန်ပြန်ရေးလိုက်တော့ who was the co-founder of the Red Cross question ပဲပေါ့